မြေခွေးကထုံးစံတိုင်းသုံးပုံနေတယ်။သူ့အသက်ကြီးလာတော့အရင်ကလိုအမဲမလိုက်နိုင်တော့ဘူး။ပိုးဆိုးတာသူ့ကိုတောထဲကကောင်တွေကဘေးကင်းတဲ့နေရာရောက်လို့ရှိရင်လောင်ကြတာပဲ။မြေခွေးကတစ်သက်လုံးရွှန်ရှာဆက်ဆုပ်ခံရပြီးရှင်သန်လာတာ။အခုအသက်ကြီးလာတော့လေအထင်သေးပြီးလောင်ပြောင်ခံရအောင်မယ်လို့တွေးပြီးတော့စိတ်ပိုးတိုးလာတယ်။ညကမှောင်လာတယ်။မြေခွေးလည်းဖိုက်တဲ့ကပိုးဥစားလာတယ်။ငါနေတဲ့တောင်ချိုင်းတစ်ခုလုံးကငါ့ကိုမကောင်းဆိုးဝါလို့ဆက်ဆံနေကြတာပဲဒီနေရာမှာတော့ငါဆက်နေနိုင်မယ်မထင်ဘူးမြေခွေးကတယောက်တည်းရေရွတ်တယ်မင်းကမြေခွေးလေခဝဝေးကမြောက်တုံးပင့်ကောမြောက်ကလန့်អော်တယ်ဒီကိစ္စကိုနှဖျားရည်နဲ့တိုင်ပင်ကြည့်ပါလားအနာအစ်ပင်ဘွားစီကွက်ကပြောတယ်သူတို့နဲ့တကယ်တိုင်ပင်လို့ရလားမြေခွေးကပြန်မေးတယ်ရရင်ရမှာပေါ့အခုကတော့သူတို့မအားလောက်ဘူးဟိုးဝေးရမြတ်တမျိုးမှာတရားစီရင်တစ်ခုအတွက်ကြီးကန်းနှဖျားရောတေချင်းတဲ့အချိန်ရောအဲ့ကိုရောက်နေကြတယ်။စီးကွက်ကပြန်ဖြေတယ်။ဒါဖြစ်ဘယ်သူမေးရမှာလဲ။မင်းအောင်ဘာဖြစ်ချင်တာလဲ။စီးကွက်ပြန်မေးတော့ညီခွေးကကြောင်သွားတယ်။သူဘာဖြစ်ချင်တာလဲသူသေချာမသိဘူး။အရင်လိုပြန်တမ်းမှဖြတ်လက်ချင်တာလား။သူ့ကိုမမုန်းစေချင်တာလား။မလောင်စေချင်တာလား။ငါပြောချင်တာလို့ထင်တယ်။ပြောချင်တာလား။ဟုတ်တယ်။တခြားအကောင်တွေသူတို့ချင်းချင်းဆိုရင်လောက်ကြပြောကြတယ်ပြောရွှင်မှုဆိုတာလေငါမှပါမလားအဲ့ဒါလိုချင်တယ်ရှားရမယ်ထင်တယ်နော်ဇီးကွက်ကထပ်ဖြစ်ပြောတယ်ပြောရွှင်မှုကိုသွားရှာရမယ်ကြီးကန်းနေအဖို့လိုက်နိုင်မလားမြေခွေးကအတန်ကြဲကြဲနဲ့အိတ်တန်းတက်နေတဲ့ကြီးကန်းတွေကိုနိုးအောင်လုပ်ရင်မေးတယ်ကြီးကန်းနေနိုးလာတဲ့အတန်ကြာတော့ဇီးကွက်ကလည်းအသင့်အနေထားနဲ့သတိထားနေလိုက်တယ်။ဗမာရှားမလဲမင်းသိလို့လား။ကြီးကန်းတကောင်ကပြန်អော်တယ်။မသိလို့မင်းတို့ကိုခေါ်နေတာပေါ့ကွာ။မင်းတို့အကောင်သိတယ်မလား။မြေခွေးကလည်းပြန်អော်တယ်။ပျော်ရွှင်မှုဘယ်နာရှိလဲတော့ငါလည်းမမြင်ဘူး။သိလည်းမလိုက်ပေးနိုင်ပါဘူး။ငါတို့တွေကအဓိကစက်ကောင်ဖြစ်ခွင့်မရှိဘူး။ပျော်ရွှင်မှုရှိရတော့သိတယ်။ဒါပေမဲ့ငါဘယ်နာရလာလဲမမှတ်မိတော့ဘူး။ကြီးကန်းတွေကလည်းတယောက်တစ်ပေါက်ပြန်ဝကြတယ်။မြေခွေးလည်းကြီးကန်းနေရဲ့အဓိကဇက်ကောင်ဖြစ်ခွင့်မရှိစီကောင်ပြန်သတိရပြီးတော့လက်လျှော့လိုက်တယ်ငါလိုက်တော့လိုက်ပေးခြင်းပါတယ်ကြီးကန်းနေပြန်ရင်သွားပုံပေါ်တော့ဇီးကွက်ကပြန်ပြီးတော့အတန်ထွက်လာတယ်ဒါပေမဲ့မင်းကနေ့စုအိမ်မှာမလားမအိမ်လည်းမြင်ရတာမှမဟုတ်တာညကြရင်ငါအိမ်မှာမြေခွေးကညမအိမ်ဘူးမလားငါအိတ်တဲ့မျိုးစိတ်လေကျုံးမြေခွေးမျိုးဘုသူတာနေလိုက်တာမြေခွေးကဇီးကွက်ကိုထင်သေးတယ်ညဆိုရင်ငါလမ်းရှာမင်းကနေဆိုရင်ငါရှာပေးထားတဲ့လမ်းတိုင်းသွားရောအဲ့လိုလောက်ကြမလားအေးဒီလိုနဲ့ဇီးကွက်နဲ့မြေခွေးကပျော်ရွှင်မှုကိုအတူလိုက်ရှာဖို့သဘောတူလိုက်ကြတယ်မနက်အာယုံတက်ချိန်မြေခွေးနိုးလာတော့သူ့ရှေ့မှာကြွက်ပေါက်သေးတကောင်ရှိနေတယ်စားနေစားလိုက်အဲ့တော့မှအားရှိမှာဇီးကွက်ကသူနိုးလာတာကိုစောင့်ရင်ပြောတယ်နောက်တော့မြေခွေးခွေအိတ်နေနာကိုဆင်းလာပြီးတော့ဘေးကခြုံပုတ်တွေကြားထဲဝင်မေးသွားတယ်။မြေခွေးလက်စားတောက်ပြီးခီးဆက်ဖို့လုပ်တော့ဇီးကွက်ကိုဘယ်လိုတည်ရမလဲဆိုတာအခက်တွေ့နေတယ်။စားလိုက်ကွာကြားတယ်။ဘယ်တွေကစောင့်ကြည့်နေမှမသိတယ်။မြောက်ထိုးပင်ကောင်မြောက်ကဇီးကွက်ကိုနှုတ်သီးနဲ့တိုးလိုက်လက်နဲ့တိုးလိုက်လုံနေတဲ့မြေခွေးကိုတစ်ပင်ပေါ်ကနေလှမ်းអော်တယ်။မြေခွေးကအပတ်မလုပ်ပဲဇီးကွက်ကိုကိုက်ပြီးတဲဖို့လုပ်လိုက်ကြောပေါ်တင်ဖို့လုပ်လိုက်လုံနေတယ်။အနားခလန်လန်မှာတွင်းတူးနေတဲ့ဖြူမိသားစုနဲ့ကလေးတွေတပြုံကြီးကထွက်ကြည့်ကြတယ်။မြေခွေးမြင်မြန်သွားရင်ပြီးတော့ကူအောင်ခဝေးရယုံသွားတယ်နှိုးစော်တယ်။ဒီလိုနဲ့ယုံပေါက်တွေနဲ့ဖြူပေါက်တွေကတော်ရရတဲ့ကိုင်းကျိုးတွေຫນွယ်တွေနဲ့ချင်းကြားတစ်ခုအမြန်ရက်တယ်။နောက်တော့မျက်ခြောက်တွေကိုကြီးကန်းနေရရှာလာပေးတယ်။ချင်းထဲကိုမျက်ခြောက်တွေထက်လွယ်လို့ရအောင်ကြိုးတက်ပြီးတော့မြောက်ထိုးပင်ကောင်မြောက်ကမြေခွေးနားကိုသွားထားပြီးတစ်ပင်ပေါ်ပြန်တက်သွားတယ်။တကယ်ဆိုမြေခွေးကအသေးမျိုးဇီးကွက်ကလည်းအသေးမျိုးမလို့လားမြေခွေးတဲလိုက်တာပေါ်ပေါ်လော်လော်တွေးနေရတဲ့ဇီးကွက်တွေဆိုရင်ကျုံးမြေခွေးအတွက်တဲနိုင်စရာမရှိဘူးမြေခွေးကမှုန်ကုတ်ကုတ်နဲ့ပဲဇီးကွက်ကိုတဲပြီးတော့ညကဇီးကွက်ထားပြီးခဲ့တဲ့လမ်းအမှတ်သားတွေတိုင်းဖြည်းဖြည်းလေးလေးရှောက်လာခဲ့တယ်လမ်းမှာလည်းလုံခြုံတဲ့နေရာရောက်ရင်တရေတမောအိတ်တာပေါ့ညနေဆောင်ပြီးအကောင်အိတ်တန်တက်ကြတော့ဇီးကွက်ကနိုးလာတယ်
မြေခွေးမအိတ်ခင်ဒီနေ့လမ်းတစ်လျှောက်မှာကြုံခဲ့ရတာတွေမြင်ခွင့်ရတာတွေကိုဇီးကွက်နဲ့ပြောကြတယ်တောင်မောမြောက်တွေကတအားပြောတတ်ကြတယ်လို့ကြားလို့တောင်တွေဘက်ကငါတို့သွားမလို့လေပျော်ရွှင်မှုကအဲ့မှာရှိမှာပဲနော်အေးထင်တာပဲငါခဏနေအစာရှာထွက်အောင်မယ်လမ်းဆက်ကြည့်ထားပြီမယ်အေးမြေခွေးကခွေပြီးအိပ်ပျော်သွားတော့မှဇီးကွက်ကလမ်းရှာအစာရှာထွက်တယ်တောင်မောရောက်ဖို့3 ရက်ကြာတယ်မြေခွေးကလည်းအကောင်သေးပြင်မဲ့အသက်ကြီးတဲ့အပြင်ဇီးကွက်ကိုလည်းသေထားရတော့ခီးမတွင်တာနဲ့ပဲညဆိုခီးတစ်ဝက်စာပဲအသွားပြန်လုံနိုင်တဲ့ဇီးကွက်နဲ့အဆင်ပြေနေကြတော့မယ်တောင်မောရောက်တော့နေဝင်တရောဖြစ်လာပြီမို့လို့ဇီးကွက်လည်းနိုးလာတယ်ဒီတစ်ခါတော့သူတို့နှစ်ယောက်လုံးဘာစကားမှမပြောပဲတောင်မောကနေနေဝင်ချင်းငေးကြည့်နေကြတယ်လာလိုက်တာမြေခွေးကတောင်မောလေးတွေကိုတဝါရီရှူသွင်းပြောတယ်ခဝါဝါအလင်းအောင်မှာတောင်တန်းကြီးကမှိုင်းညို့နေတယ်တောပန်းတွေကပျောက်သွားတဲ့နေရာကိုနှုတ်ဆက်နေသလိုမျိုးခက်ဖြော့ဖြော့လေးပွင့်နေပြီးတော့ဟိုးဝေးကမြောက်အော်တန်းနေနဲ့အိတ်တန်းတက်ကုန်ကြတဲ့ငှက်အုပ်တန်းကိုနားထောင်ရင်းနဲ့မြေခွေးအသက်ရှူတန်းနေငြိမ်လာတယ်လေတွေကတစ်ပင်စိမ့်တန်းနဲ့ပန်းနဲ့နေတာစူးသွားလိုက်သင်းသွားလိုက်နဲ့လေတွေကြားကနေဖြတ်ကနေပေါ်လာတတ်တယ်ပျော်လိုက်ရင်ဇီးကွက်ကမေးတော့မြေခွေးကငါတို့မှပျော်ရွှင်မှုမတွေ့သေးတာလို့ပြန်ပြောတယ်နောက်တော့မြေခွေးကသူနိုင်သလောက်အမဲလိုက်ထားတဲ့အကောင်သေးသေးလေးရဲ့အစိတ်ပိုင်းတွေကိုဇီးကွက်အတွက်ထုတ်ပေးတယ်မြေခွေးကဒီဘာလာလောက်တာလဲတောင်ပေါ်မြောက်တွေကအုပ်လိုက်ကြီးပေါ်လာရင်မြေခွေးကိုမေးတယ်ငါတို့ကပျော်ရွှင်မှုကိုလိုက်ရှာနေတာဇီးကွက်ကအစားဖြေပေးတယ်မြေခွေးနဲ့ပျော်ရွှင်မှုနဲ့မဆိုင်လို့လဲထွီးမြောက်တဲ့ကောင်ကရင်းရင်တီးပြောတယ်ဘာလို့မဆိုင်ရလဲဇီးကွက်ကပြန်မေးတယ်မြေခွေးကဇီးကွက်ကိုသူတို့ကိုဖတ်လုပ်ပြီးပြောနေပါနဲ့လို့ပြောတယ်မြေခွေးတွေဆိုတာကောက်ကျစ်ရုံညံ့တဲ့တရားတွေပဲမြောက်တဲ့ကောင်ကဆွဆွဲတယ်မြေခွေးတဲ့ကောင်ကမင်းကိုကောက်ကျစ်ရုံမာတာမျိုးကြုံမှုလို့လားဇီးကွက်ကပြန်မေးတယ်မြောက်တွေကခဏတော့တိတ်သွားတယ်ဒါပေမဲ့မြေခွေးတွေကအကောင်ငယ်လေးတွေအမဲလိုက်တယ်လေပြီးမှအတန်တန်ပြန်ထွက်လာတယ်ငါလည်းအမဲလိုက်တာပဲတောကြောင်တွေလည်းလိုက်တာပဲမိချောင်းလည်းလိုက်တာပဲတိတ်ငှက်တွေရောပဲသူတို့ကြတော့ရောကောက်ကျစ်ရုံမာတယ်မခေါ်ဘူးလားဇီးကွက်ကပြန်ပြီးတော့မြောက်တွေအကုန်တိတ်ကုန်ကြတယ်ဘာလို့လဲဘာလို့မြေခွေးကကောက်ကျစ်တယ်ရုံညံ့တယ်လို့ထင်ရတယ်အဲ့လိုပဲသူများတွေပြောကြတာပဲမြောက်တကောင်ရဲ့မဝင်မရဲအတန်ထွက်လာတယ်ဘယ်သူပြောရလဲဘယ်နှဖျားပြောရလဲဘယ်တစ်ပင်ဟန်ပြောရလဲဇီးကွက်မေးတာမှန်သမျှကိုတေချာကြမပြေနိုင်တော့မြောက်တွေအကုန်ချွတ်စီနဲ့ခဝေးကတစ်ပင်တွေစီရွှေ့သွားကြတယ်မြေခွေးကဇီးကွက်ကိုပြုံးစားစားနဲ့ကြည့်ရင်ဆွာလိုက်တာလို့ပြောတယ်နောက်အစာရှာထွက်လမ်းရှာထွက်တော့မှဇီးကွက်ကိုခယူးဆိုင်အောင်လို့မှားတယ်နောက်နေ့မနက်နေထွက်ခံပြီးမြေခွေးနိုးလာတော့ဇီးကွက်ကပင်လယ်ဘက်သွားရမယ်လို့ပြောတယ်ဒီမြောက်တွေမှာဘာပျော်ရွှင်မှုမှမရှိဘူးရှိလဲသူတို့ပျော်ရွှင်မှုကသူများကိုစော်ကားတိုက်ခိုက်ပြီးရလာတဲ့ဟာတွေငါသာဆိုရင်တော့အဲ့လိုပျော်ရွှင်မှုမျိုးမလိုချင်ဘူးဇီးကွက်ကပြောတယ်ဘာလို့မလိုချင်ရလဲဟာမင်းပြောဖို့အတွက်တခြားသူကိုလိုက်ပြီးတော့နှိမ့်ချစော်ကားနေမှာဖြစ်မှာလေမင်းမှနှိမ့်ချစော်ကားစရာလူမရှိတော့မင်းပဲပြောတော့မှာလဲအဲ့ကြမင်းနှိမ်မှုစော်ကားဖို့တစုံတစ်ယောက်ကိုအမြင်လိုက်ရှာနေရမှာပေါ့ဟုတ်တယ်နော်မြေခွေးကခက်လေးလေးထောက်ခံရင်ချင်းနဲ့အိတ်တော်တဲ့ဇီးကွက်ကိုပြုတ်မကြအောင်တေချာနေရပြင်ပြီးမှချင်းကိုလွယ်ပင်လယ်စီခီးထွက်တယ်ဇင်ယော်တွေကတအားပြောတတ်တာဆိုတဲ့ဇီးကွက်ပြောတာစဉ်းစားရင်ကမ်းခြေမှာပျော်ရွှင်မှုကိုကောက်ရမလားဆိုပြီးတော့ထိတ်ခနဲ့စိတ်လှုပ်ရှားသွားတယ်ပင်လယ်သွားတဲ့ခီးကမြေခွေးနဲ့ဇီးကွက်တော့ပိုခတ်ခဲ့တယ်နှစ်ယောက်သားလမ်းတွေပြောက်ကြတယ်အဆအရာအမြင်မကြည့်တဲ့မြေခွေးအတွက်လမ်းပြောက်တိုင်းဇီးကွက်ကိုအပြစ်တင်နေပေမဲ့မြောက်တွေစီကသူ့ကိုကာကွယ်ပြောပေးခဲ့တာကိုသတိရပြီးအပြစ်မတင်ဘူးဒါပေမဲ့စိတ်ပြက်လက်ပြက်နဲ့သပြင်းချတာတွေအန်ကျိတ်တာတွေမျက်မှောင်ကုတ်တာတွေလေသာမာတာတွေတော့မပြစ်နိုင်ရှာအောင်အဲ့ဒီစားမြေခွေးရောဇီးကွက်ရောဟာကို့အချိန်မှာကိုစူးစမ်းသလိုအဲ့ချိန်ရောက်ရင်လည်းနောက်တစ်ကောင်စားဖို့အစားလေးတွေကျုံသလိုချန်ထားပေးကြတယ်နောက်ပြီးတော့လက်လျှော့ဖို့လည်းဘယ်သူမှစားမပြောကြအောင်ဘာလို့ငါနဲ့ပျော်ရွှင်မှုလိုက်ရှာခြင်းရလဲမင်းကငါ့လိုအပဲ့ကန်အလောင်ကန်မဟုတ်မလားမြေခွေးကနေဝင်ရီရောတရောအချိန်တစ်ခုမှမေးတယ်ဘ
ဘယ်လိုပြောရမလဲငါကြတော့သူများကိုအဆင်ပြေစေခြင်းပြောစေခြင်းတဲ့သူမျိုးကွာငါပြောရဲဆိုတာမရှိဘူးအဲကြောင့်ငါကိုယ်တိုင်အတွက်လည်းပျော်ရွှင်မှုကိုရှာချင်တာမင်းအောင်ဘာလို့အမြဲတမ်းသုံးမအောင်နေရလဲမင်းတရက်လောက်မြေခွေးဖြစ်ကြည့်လေခဏလောက်တိတ်ဆိတ်သွားပြီးမှနှစ်ကောင်လုံးခတ်တူတူရည်ကြတယ်ခီးဆိုင်သွားရီတာရက်တော့မြေခွေးကဇီးကွက်ကိုမှားတယ်ဇီးကွက်ကလည်းမြေခွေးခွေပြီးအိတ်သွားတဲ့အထိတေချာကြည့်ပြီးမှသူ့ရဲ့ထုံးစံအတိုင်းပြန်ထွက်သွားတယ်ပင်လယ်နှမ်းရတယ်ငါတို့နီးလာပြီထင်တယ်မနေ့ကျတော့ဇီးကွက်ကပြန်မအိတ်ခင်ဝမ်းသာအားရပြောတယ်မြေခွေးကလည်းအရင်တစ်ခါထက်တောင်ပို့ပြီးတက်ကြွဖြစ်လာတယ်ပင်လယ်ကိုမြင်ရတဲ့အချိန်ကျနေရဝင်နေပြီလှလိုက်တဲ့မြင်ခွင့်ပေးတဲ့အတွက်နဖျားပေါင်းတို့ကျေးဇူးတင်ပါတယ်နိုးလာတဲ့ဇီးကွက်ကပင်လယ်ထဲပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့နေလုံးယုံကြီးပါဇက်အဟောင်းသားနဲ့ပြောတယ်လမ်းလျှောက်ရအောင်ဒီတိုင်းငါကြောပွားလိုက်ခဲ့မြေခွေးရဲ့ကြောပေါ်မှာဇီးကွက်ကနားရင်ကမ်းခြေတစ်လျှောက်အေးအေးဆေးဆေးလမ်းလျှောက်ကြတယ်ဒါမှမမောင်ခင်အိပ်ဖို့နေရရှာနော်ဇီးကွက်ကတတိပေးပေမဲ့မြေခွေးကစိုးစီးစီးတဲတွေကိုနင်းလိုက်ပင်လယ်လေးကိုရှူလိုက်လိုင်းတန်တွေကိုနားထောင်လိုက်နဲ့အလုပ်များနေတယ်လာရတာလိုက်တာလာတာလာတော့မြေခွေးကတန်းတော့ပြောတယ်မြေခွေးရဲ့မျက်လုံးထဲမှာရှောင်မြန်ဟန်နဲ့လာပြည့်ယူကြည့်ပြီးတော့ဇီးကွက်ကလည်းထောက်ခံတယ်တောင်ပေါ်မှာခဏလဲအောင်မင်းအိပ်ပျော်သွားရင်ဘယ်လိုလုပ်မလို့မင်းကအသက်ကြီးလာလို့လားမသိဘူးနှိုးရခတ်တယ်ပင်လယ်ငါတို့လည်းရောက်ဖူးတာမဟုတ်လုံခြုံတဲ့နေရာရင်ရှာရအောင်လေနော်ဇီးကွက်ပြောတာမြေခွေးကနားမဝင်ဘူးပျော်ရွှင်မှုကိုငါဒီမှာတွေ့ရတော့မယ်ထင်တယ်မြေခွေးကစိတ်လှုပ်ရှားနေတယ်တောင်မြေမှာခွေမျက်လုံးတွေမေးစင်းလာတဲ့မြေခွေးကိုဇီးကွက်လည်းမတားရပဲသူခွေနေတဲ့ဘေးမှာဝင်ရတော့မြေခွေးကသူ့ကိုလဲထားပြီးတော့ဘေးကနေသူ့ကိုယ်နဲ့ပတ်ခွေပြီးအိပ်ပျော်သွားတယ်ဇီးကွက်လည်းမျက်လုံးတွေကိုမှိတ်ထားပြီးလှိုင်းတန်တဲ့နေတန်တွေကိုနားထောင်နေမိတယ်လှိုင်းတန်တဲ့ကြေလာတော့မှအလက်နှစ်ကြားမျက်စိဖွင့်ကြည့်မိတယ်ရေတွေကတက်နေပြီမြေခွေးကပါစိုးနေပြီသူကသာမြေခွေးပတ်ခိထားလို့မသိတာလားမြေခွေးကိုနှိုးဖို့ကြိုးစားပေမဲ့မြေခွေးကနိုးမလာတဲ့အပြင်ပိုပြီးတင်းတင်းကြပ်ကြပ်ခွေပတ်လိုက်လို့ဇီးကွက်ပါအသက်ရှူကျသွားတယ်ထမြေခွေးထရေတက်နေပြီပြေးဇီးကွက်ကအတန်ကုန်အောင်ရင်ယုံတယ်ခဏနေမှမြေခွေးကအိတ်ချင်မှုတွေနဲ့ထလာပြီရေတွေတက်နေတာမြင်မှအလန့်တကြားထပြေးဖို့လုပ်တယ်ငါ့ကိုလှိုင်းနေဆွဲနေတယ်မြေခွေးကအလန့်တကြားអော်တယ်နောက်ကိုပြေးဇီးကွက်ကဘေးမှာတောင်ပန်တစ်ဖြတ်ခန့်ရင်អော်ပြီးတတိပေးတယ်လိုင်းတန်လေးတန်တွေကတအားကျဲလာတယ်ပြန်ဆွဲတဲ့လိုင်းတွေကလည်းပိုအားကောင်းလာတယ်ညမောင်းလာပေမဲ့ဇီးကွက်တော့အခက်ခဲမရှိဘူးဒါပေမဲ့မြေခွေးကတော့ယုံပြီးကုန်းပေါ်ပဲလဲလိုက်လိုင်းပုံရင်လဲထွက်သွားလိုက်နေမို့လို့ပိုကြောက်လာတယ်နောက်ဆုံးဇီးကွက်ကမြေခွေးနားမှာပတ်ပြန်ရင်អော်နေတာကိုရက်လိုက်ပြီးတော့ကုန်းပေါ်ပြန်တက်သွားတယ်ငါ့ကိုမထားခဲ့ပါနဲ့မြေခွေးကဇီးကွက်တန်ကိုမကြားရတော့ကုကရမဲတဲ့အတန်နဲ့လန့်អော်တယ်ဇီးကွက်ကကုန်းပေါ်ပြန်သွားပြီးမှလန့်អော်တယ်ငါအတောင်နားထောင်တခြားဟာတွေကိုအကုန်မိထားအမောင်တို့တွေလှိုင်းတန်တွေလေးတန်တွေအကုန်မိထားငါတန်စီကိုလားငါတန်တစ်ခုပဲနားထောင်ညီကိုလည်းကြောက်လန့်တကြားဖြစ်နေတာမြင်အောင်ထိမ့်ပြီးနှလုံးတွေကိုမိလိုက်တယ်ဆိုပြီးခိုက်တုံနေရတွေရီလိုင်းတွေဆွဲလာရန်လာလုံးနေရတွေလိုင်းတန်ကျဲတွေတဝဝလေးတန်တွေကြားဇီးကွက်ရဲ့အတန်ဝဲနားထောင်တယ်ဇီးကွက်ကလည်းအတန်ဆက်ပေးနေတယ်ရီလိုင်းလွယ်ရရောက်တော့ဇီးကွက်ရောမြေခွေးရောလက်ပန်းကျနေကြပြီမြေခွေးရရှိတယ်ဘာကြီးရတော့ဇီးကွက်ကမကြည့်မနှက်မိတယ်နှစ်ယောက်သုံးပြန်တိတ်သွားတော့လိုင်းတန်ခက်တဲ့ကပြန်ထွက်လာတယ်နောက်တော့နှစ်ယောက်သားမတိုင်ပင်ပဲခွက်ထိုးခွက်လန်လူလိမ့်မိရှိကြတယ်မင်းသာငါနာမခွာပဲငါ့ကိုကဲဝှလို့ရင်နှစ်ကောင်လုံးပင်လယ်ထဲရောက်သွားမှာပဲဟုတ်ပါတခါတလေဆဲခြင်းခဝေးရကဲမရမှာထင်တယ်ဇီးကွက်ထောက်ခံတယ်ပင်မန်းရဲ့မြေခွေးကအိပ်ပျော်မသွားခင်ဇီးကွက်ကိုဂယူးဆိုင်ဖို့တေချာမှာတယ်ဇီးကွက်ကအိပ်ပျော်နေတဲ့မြေခွေးကိုကြည့်တပ်ပြင်းချတယ်ဒီကောင်ကဒါဟာအိုးနေပြီဒီတိုင်းဆိုငါတို့ပျော်ရွှင်မှုကိုရှာတွေ့ရတဲ့အထိသူတက်ရှင်ပါမလားဇီးကွက်ကစိုးရိမ်လာတယ်နောက်တော့ဇီးကွက်ကအချိန်နဲ့ဖျားကိုတိုင်တယ်ပြီးဆူတောင်းတယ်ဒါမျိုးကတေချင်းကိုဆူတောင်းနေတာမဟုတ်လားအညိုရောင်အရေးလိုလူမိမပုံသဏ္ဍာန်အရာတစ်ခုကပေါ်လာပြီးပြောတယ်အချိန်နဲ့ဖျားလိုက်ရင်အခုလိုတိုင်တယ်တာကို
ပြန်ဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျုပ်ကသေခြင်းကိုစန့်ကျင်ခိုင်းတာမဟုတ်ပါဘူးမြေခွေးရဲ့ပျော်ရွှင်မှုကိုရှာတွေ့တဲ့အချိန်ထိပဲအချိန်လေးပေးစေချင်တာပါစီးကွက်ကတောင်းပါတယ်အညိုရောင်အရေးလိုအငွေ့လိုကမြေခွေးအိတ်ကျက်နေတဲ့ဘက်ကိုငေးကြည့်တယ်သူ့အတွက်အချိန်ကြီးကအများကြီးတော့မကျန်တော့ဘူးငါလည်းသူ့ကိုအချိန်နေပေးလို့မရနိုင်ဘူးလေသူ့ကိုအချိန်နေပေးလိုက်ရင်ဘသူစီကအချိန်နေသွားယူရမလဲအကုန်လုံးကနေသားတကြကွက်တိဖြစ်နေဖို့လိုတယ်နောက်တော့အချိန်နှစ်ဖျားပျောက်ကွယ်သွားတယ်ဇီးကွက်ကအဲ့တညလုံးဘယ်မှမသွားတော့ပဲမြေခွေးနားမှာပဲနေတယ်ငါအိမ်ပြန်ခြင်းတယ်မြေခွေးကအိယာနိုးလာခြင်းဇီးကွက်ကိုပြောတယ်မြေခွေးဘာမှမပြောရသေးမှာပဲစင်ရောအုပ်ကြီးထွက်လာတယ်လေးဘက်ထောက်နေတဲ့ကောင်ဝဝပုတ်ပုနဲ့ငှက်ပါလားမျက်စိကပြူးသေးတယ်တောင်ပေါ်လေးဘက်ထောက်နေရတာမရှက်ဘူးလားငါတို့ကြည်စမ်းပင်လယ်ရေပေါ်မှာဝေ့ကနေဝိုက်ကနေပြက်နေတာဟိုကောင်ကညာအိမ်မရတဲ့ကောင်မလားစင်ရော်တွေကတယောက်တစ်ပေါက်နဲ့ဝိုင်းလောင်တာအောင်ဇီးကွက်ကမကြားကြအောင်စောင့်ပြီးလက်ထွက်လာမင်းဘာမှပြန်မပြောတော့ဘူးလားညီခွေးကနောက်ကလိုက်ရင်မေးတယ်ထားလိုက်ပါသူတို့ကြည်ရမနာလိုနေတဲ့ပုံပဲဇီးကွက်ကခက်ပြက်ပြန်ဖြေတယ်ငါတို့လိုကုန်းမမပြေးနိုင်ညဘက်ပြင်မထွက်နိုင်လို့မနာလိုကြရလားဟုတ်ကြအောင်ပါပေါ့ဟုတ်ကြမှာလည်းဟုတ်မှာပေါ့ငါတို့လုံနိုင်တာကိုသူတို့မလုံနိုင်တာထက်သူတို့မလုံနိုင်တာကိုငါတို့လုံနိုင်တာကိုမကြိုက်တာလည်းနေမှာပေါ့အခုနေနဖျားတစ်ပါးပေါ်လာပြီသူတို့တွေကိုခြေလက်တွေပေးမယ်ညဘက်မြင်ရတဲ့မျက်လုံးတွေပေးမယ်ဆိုရင်တော့သူတို့ကယူမှာမဟုတ်အဲ့ဒီစားငါတို့မျက်လုံးတွေနဲ့ခြေလက်တွေပျောက်သွားဖို့ပဲသူတို့ဆူတောင်းကြမှာဇီးကွက်ကစိတ်ရှုပ်တဲ့အတန်းနဲ့ပြန်ပြေးသူတို့ပျော်ရွှင်မှုအတွက်ငါတို့ကသူတို့ထက်မသာဘူးလိုအပ်တာပေါ့တောင်ပေါ်မြောက်တွေနဲ့မတူသလိုနဲ့ဒါကလည်းမကွဲပြန်ဘူးအိမ်ပြန်ရအောင်လေအိမ်ပြန်လာမှပျော်ရွှင်မှုကိုရှာတွေ့ချင်တွေ့နေတာပဲမြေခွေးကဇီးကွက်ကိုပြောတော့ဇီးကွက်လည်းကျေနပ်ပြီးချင်းနဲ့ဝင်အိတ်သွားတော့တယ်ချင်းကကန်းချီမှာလက်မလျှောက်ခင်နဲ့ရေလွတ်တဲ့နေရာမှာထားခဲ့ပြီလို့တော်သေးတယ်အိမ်ပြန်လာကပိုချပြီးပိုရှုပ်ထွေးတယ်ဇီးကွက်နဲ့မြေခွေးကနေဝင်ရီတရောအချိန်နဲ့မနေ့နေထွက်ကစားအချိန်လေးပဲသူစကားပြောခွင့်ရတာကျန်တဲ့အချိန်တွေမှာဆိုတယောက်ကအိပ်ပြီးတယောက်ကနိုးနေရတာပဲမင်းအိပ်ပျော်နေတော့ငါစားတော့မှမစိုးရိမ်ဘူးလားတညက်နေတော့မြေခွေးကမေးတယ်ဒါဆိုမင်းတယောက်တည်းပျော်ရွှင်မှုကိုလိုက်ရှာနေရမှာပေါ့ငါတယောက်တည်းမရှာနိုင်ဘူးလို့ထင်လို့လားမြေခွေးကမှုန်ကုတ်ပြန်မေးတော့ဇီးကွက်ကရှိတယ်ဒီလိုနဲ့သူတို့နေဝင်ချိန်တွေအများကြီးကိုအတူကြည့်ပြခဲ့ကြတယ်နောက်နေထွက်ချိန်တွေအများကြီးကိုလည်းအတူမြင်ခဲ့ရတယ်အယောင်ဆုံးပန်းတွေအနံ့တွေဆန်းရည်မြစ်ရည်ပင်လယ်ရည်တောင်ကုန်းတောင်တန်းငါမျိုးစုံတိမ်မျိုးစုံလေမျိုးစုံနဲ့လားပြေလားကွယ်ဂျယ်ရီစုံနဲ့ညားတွေကိုပါအတူခံစားခဲ့ကြတယ်အိမ်သားနီးလာတော့လမ်းမှာမြေခွေးကခန်းအောင်တောပန်းတစ်ပွင့်တွေ့ပြီးတော့အရန်သဘောကျသွားတယ်ဒီပန်းကိုမြင်ရရင်စိတ်ထဲအေးသွားတယ်လို့ပဲပျော်ရွှင်မှုဆိုတာဒီပန်းများလားတကယ်တော့မြေခွေးကပျော်ရွှင်မှုဆိုတဲ့စကားကိုမပြောတာကြာပါပြီယူခဲ့ပါလားမင်းနေရဲ့တောင်ကြိုင်ထဲမှာဆိုက်ရအောင်လေဇီးကွက်ကအကြံပေးတော့မြေခွေးလည်းပန်းမျိုးစေ့တွေကိုအနီးနားရှင်းနေစီကမေးပြီးယူလာတယ်ရှင်းနေရမြေခွေးကိုမကူညီခြင်းနဲ့မျိုးစေ့တွေကိုခက်လန်းလန်းချုံပုတ်တွေထည့်ပေးခဲ့ပြီးမှတစ်ပင်မမနေမဲနားထားခဲ့လဲဆိုတော့လမ်းဟောပေးတယ်နောက်တော့ဇီးကွက်ကချင်းထဲမှာပန်းမျိုးစုပ်ထုတ်ကိုပိုက်ပြီးမြေခွေးကြောပွားလိုက်လာတယ်မြေခွေးနေတဲ့တောင်ကျိုင်းလွင်မျိုးလေးစီပြန်ရောက်တော့မြေခွေးကကြိုးစားပန်းစားပန်းနေဆိုင်တယ်အနီးနားအကောင်ငယ်လေးတွေကတော့စိတ်ဝင်စားလာချောင်းကြတာပေါ့မြေခွေးကမဖြစ်မနေအမဲလိုက်ရတဲ့အချိန်ကလွယ်ပြီကျန်တဲ့ချိန်ပန်းဆိုင်တာပဲအာရုံဆိုင်နေတော့ထောကောင်လေးရတယ်ပိုရဲတင်လာပြီးတော့နီးကပ်ချောင်းလာကြတယ်အများစုကတော့သူပါများမဟုတ်တာကြံစီနေသလဲဆိုပြီးလာချောင်းကြတာပါပဲမြေခွေးကတော့ဇီးကွက်နဲ့လည်းနေထွက်နေဝင်ချိန်တွေမှာတွေ့နေတော့မှာပဲပျော်ရွှင်မှုကိုရှာတွေ့ကြလားလို့မေးတယ်မြောက်ထိုးပင်ကောင်မြောက်ကိုလည်းမြေခွေးကလှစ်လူရှူထားတယ်သူ့ကိုလာလှောင်ပြောင်းနေကြတဲ့ထောကောင်ငယ်လေးတွေရောပဲမြေခွေးတဲ့အမဲလိုက်ရတာခက်ခဲလာပြီမဲ့မငင်းညူပဲနဲ့အသက်ရှင်မှုအစားရှာသလိုအပင်တွေကိုလည်းဂယူးဆိုင်တယ်အချိန်နဲ့ကြာလာတော့တောင်ကြိုင်ဝမ်းတစ်ခုလုံးတောပန်းတွေနဲ့ပြေးလာပြီးတော့ခန်းရအောင်ပန်းဖူးတွေစားဖူးလာကြတယ်
တောကောက်ငယ်တွေကလည်းဂျိုင်ဝမ်တစ်ခုလုံးပြည့်အောင်စိုက်နိုင်တဲ့မြေခွေးကိုအံ့ဩနေကြတယ်မနှက်ဖြန်မနှက်နေထွက်ရင်ပွင့်မိစေသေးကြတယ်ငါပျော်ရွှင်မှုတွေကဒီတောင်ကျိုင်းတစ်ခုလုံးပြည့်နေမှာမြေခွေးကအားရနေတဲ့ပုံနဲ့တောင်ကျိုင်းသားတစ်ဝိုက်ကနေတောကောက်ငယ်လေးတွေကြားအောင်အော်ပြောတယ်ဇီးခွက်ကမြေခွေးကိုသေချာငေးကြည့်တယ်မြေခွေးကခီးထွက်ခဲ့တော့မှထပ်တောင်ပူအိုးနေတယ်အမွှေးတွေကျွတ်ပြီးတော့တချို့သွားတွေမရှိတော့မျက်စိလည်းမှုံနေပြီငါတို့တောင်ပေါ်မှာနေဝင်ချင်းကြည့်တာမှတ်မိလားဇီးခွက်ကမေးတယ်တိတ်မှတ်မိတာပေါ့မြေခွေးကအားရပါရပြုံးလိုက်တော့မျက်လုံးကကန်းချင်မှာတော့မြင်ရတဲ့လားပြေကြီးလို့တောက်ပပြီးကြည်အေးနေရလို့ဇီးခွက်ကမြင်တယ်နောက်ကန်းချင်မှာငါတို့အိပ်ပျော်သွားလို့ပင်လယ်ထဲပါမလို့ဖြစ်သွားတာရောဟာမှတ်မိပါပြောရင်မြေခွေးကတဟားဟားရှိတယ်အဲ့ဒါတွေကပျော်ရွှင်မှုမဟုတ်နိုင်ဘူးလားဇီးခွက်ကပြန်မေးတော့မြေခွေးငြိမ်သွားတယ်ဟုတ်များဟုတ်နေမလားမြေခွေးကတွေးတိဆဆပြန်ဖြေတယ်တကယ်လို့ပျော်ရွှင်မှုကနေရာတစ်ခုမှရှိနေတာမဟုတ်ဘူးဆိုရင်ရောဇီးခွက်ကမေးခွန်းထုတ်တယ်ဘာမှရှိလဲဒီထဲမှာဇီးခွက်ကမြေခွေးရဲ့ရင်မက်ကိုတောင်ဝမ်နဲ့ထိလိုက်ပြီးဆက်ပြောတယ်စဉ်းစားကြည့်ရင်ငါတို့ပန်းဝါသေးသေးလေးတွေတွေ့တော့မှလဲအကြောင်းပြချက်မရှိပဲပြုံးမိကြတယ်မလားနောက်နေဝင်ချိန်မှာအသက်ပြင်းပြင်းရှူပြီးစိတ်ကငြိမ်းချမ်းခဲ့တယ်မလားနောက်ငါတောင်ပေါ်မြောက်တွေပြန်စွာတော့မှလဲမင်းကျင်တတ်တယ်မလားနောက်လှိုင်းနေဆွဲတဲ့စီကနေလွတ်လာတော့လဲခွက်တိုးခွက်လန်ရီကြရလေအဲ့ဒါတွေအကုန်လုံးကပျော်ရွှင်မှုဆိုရင်ရောတရားရောက်ကခုအတွက်တိုက်ခိုက်ပြီလို့ကျင်နေရတာသူကသူလမ်းမေးပေါက်နေတဲ့ပန်းလီလာတာကြည့်ပြီးကြည်နူးရတာလေအေးလေးကိုတဝါကြီးရှူပြီးတော့စိတ်အေးချမ်းရတာနောက်အသက်ဘေးကလွတ်လို့စိတ်သက်သာရတာဒါတွေကပျော်ရွှင်မှုတွေပဲဖြစ်ရမယ်ဒါဖြင့်ပျော်ရွှင်မှုကနေရာမဟုတ်ပဲနဲ့ငါရှင်ဘက်ထဲမှာအမြဲတမ်းရှိနေကြတာလားအေးပေါ့ငါတို့ပျော်ရွှင်မှုကိုတွေ့ပြီးတဲ့နဲ့ဇီးခွက်ကအတန်နေတောင်တုံးနေတယ်မင်းရဲ့ပျော်ရွှင်မှုအောင်ညီဝေးကမေးတယ်ငါလည်းပျော်ရလေမင်းပျော်နေတဲ့အထက်ငါပါနေတာကိုပျော်တယ်ငါတခြားသူတွေပျော်ရွှင်မှုတွေတဲ့ပါရတာကြိုက်တယ်ထင်တယ်ဇီးခွက်ကသေချာစဉ်းစားရင်ဖြေတယ်ဖြစ်နိုင်တယ်ဒါမဲ့မင်းကိုယ်တိုင်လှုပ်ချင်တဲ့ပျော်ရွှင်မှုတစ်ခုခုတော့ရှိမှထင်တယ်စဉ်းစားကြည့်ပါဦးအေးဇီးခွက်ကပြန်ဖြေတယ်နှစ်ကောင်လုံးစိတ်လှုပ်ရှားနေကြတယ်မနှက်ဖြန်ဒီတောင်ကျိုင်းတစ်ခုလုံးခဲအောင်ပန်းနေပွင့်နေတာမြင်ရရင်တော့ငါတော့ဒီတော်လုံးမှာအပျော်ဆုံးဖြစ်မှာပဲမြေခွေးကဝမ်းသာရပြောတယ်။အိုစနာကျနေတဲ့သူမျက်လုံးတွေကအယောင်တစ်ဖြက်ဖြက်တောက်နေတယ်။ညကလုံးဝမှောင်သွားတော့မြေခွေးလည်းဇီးခွက်ကိုဂယူးဆိုင်တော့လို့ပြောရင်အိပ်ပျော်သွားတယ်။ဇီးခွက်ကအချိန်နှစ်ပြားအောင်တိုင်းတယ်။တလောကလုံးအယူးလို့ရှောက်ပြန်တယ်။ဘာလို့ချင်းလို့လဲ။အချိန်နှစ်ပြားရဲ့တန်ထွက်လာတယ်။မြေခွေးရဲ့အချိန်ဘယ်လောက်ကျန်သေးလဲ။ငါပြောလို့မရဘူး။ပြောပါ။ဘာလို့ချင်းလဲ။ဘာဖြစ်ချင်းလဲ။ကျုပ်ဘာမစိုးပေးပါမယ်။တနေ့ယူလိုက်မယ်။အချိန်ရဲ့တန်ပြန်ထွက်လာတယ်။ဟမ်ဇီးခွက်ကခဏတွေ့ဝေသွားတယ်။သူ့တက်တန်းရဆိုရင်သူကနောက်နှစ်နှစ်လောက်တော့နေလိုက်အောင်ပါ။တနေ့ပြီးလိုက်ရင်ပြဿနာမဟုတ်ဘူးလို့တွေးပြီးလက်ခံလိုက်တယ်။ငါစီယာယူသွားတဲ့အချိန်တွေကိုတယောက်ယောက်ကိုပေးမှလား။မပေးပါဘူး။ဒါနှစ်ဖျားတွေပဲတီးခွင့်ရှိတာတွေကိုတီးခွင့်ရတဲ့အတွက်ပြန်ပေးရတဲ့အဖို့ကတစ်ခုပါပဲ။မြေခွေးကမနှက်ဖြန်နေမထွက်ခင်ထိအချိန်ရမယ်။အချိန်နှစ်ဖျားရဲ့အဖြေကမိုးချစ်ပြလိုက်တယ်လို့နားထဲဝင်လာတယ်။သူ့ကိုအချိန်တရက်ထပ်တိုးပေးဖို့ကြုတ်ပါပေးရမလဲ။ဇီးခွက်ကပြန်မေးတယ်။နင်းစီကအချိန်ယူပြီးတော့သူ့ကိုပေးလို့ရပါတယ်။အဲ့ဒါဆိုရင်ကျုပ်စီကတရက်ယူပြီးသူ့ကိုပေးလိုက်ပါ။မနှက်ဖြန်နေဝင်ချိန်ထိပဲဆိုရပါပြီ။အဲ့လိုမရနိုင်ဘူး။နင်းစီကတနေ့ယူမှသူ့တညက်နေစားပဲပေးလို့ရမယ်။ဘာလို့လဲ။နင်းချိန်လေသူ့အချိန်မှမဟုတ်တာတကယ်ဆိုသူမှမရှိတော့တဲ့အချိန်တွေကိုပေးရတာလေအချိန်နဲ့ဖျားချက်ချင်းပြန်ဖြေတယ်အဲ့ဒါဆိုလဲယူလိုက်ပါဘာလို့လဲအချိန်နဲ့ဖျားဇဝေဇဝါပြန်မေးတယ်ကျုပ်ကိုယ်တိုင်လှုပ်ချင်တဲ့လိုချင်တဲ့ပျော်ရွှင်မှုဟာမြေဝေးကိုဒီတောထဲမှာအပျော်ဆုံးဖြစ်စေချင်တာပါ
သူများပြောမှပြောရတဲ့ပျော်ရွှင်မှုမျိုးပဲသိကောင်းတာတော့မဟုတ်ဘူးအချိန်နဲ့ပြည့်ရမှတ်ချက်ပေးပြီးအညူရောင်ရိတ်ကပျောက်ကွယ်သွားတယ်မနက်အာယုံတက်နေထွက်ခံနေမှာမြေခွေးကနိုးလက်လာခြင်းသူခွေအိတ်နေတဲ့ထဲလာတိုးပြီးမင်းနေတဲ့ဇီးကွက်ကိုတွေ့တယ်မင်းညာအစာမရှာမထွက်ဘူးလားအေးမထွက်ဖြစ်ဘူးငါမင်းကိုမှားစရာရှိလို့နိုးရတီစောင့်နေတာဘာများလဲဒီမနက်မအိပ်ပဲငါနဲ့တူပန်းနေပွင့်လာတာကိုကြည့်ဖို့လားအေးအဲ့လည်းပါတာပေါ့ဇီးကွက်ကကျဉ်းနှံ့နေတဲ့ပုံနဲ့ဖြည့်တယ်နောက်ပြီးတော့ရှိသေးတယ်ဘာလဲမြေဝေးရမေးတယ်ရင်ထဲကပျော်ရွှင်မှုကိုရှာဖို့လန်တလန်အမြဲတမ်းရှိရလို့ငါထင်တယ်တကယ်လို့များတစုံတစ်ယောက်ကထွက်ပေါက်မရှိအောင်ပိတ်မိနေပြီဆိုရင်ပောက်ကွဲထွက်သွားမှာပဲမင်းမပြောတဲ့အချိန်ကိုပြန်ကြည့်လို့မင်းပောက်ကွဲမထွက်သွားသေးဘူးဆိုရင်မင်းမထွက်ပေါက်လေးတစ်ပေါက်ရှိနေသေးလို့ပဲအဲ့ရနေအလင်းရောင်သေးသေးလေးပဲဖြစ်ဖြစ်လေးအေးအေးလေးပဲဖြစ်ဖြစ်ရမယ်ဆိုရင်လေအဲ့လေးကိုရအောင်ပန်းဆုပ်ပြီးအာတင်ပြီးတော့ရှင်းတန်းရမယ်အဲ့ထွက်ပေါက်လေးကလမ်းမေးရပန်းလေးလည်းဖြစ်နိုင်တယ်အသက်ဘေးကလွတ်လာတဲ့အောင်မြင်မှုကြီးလည်းဖြစ်နိုင်တယ်တေးသေးကြီးအဲ့ပျော်ရွှင်မှုလေးနဲ့အာတင်ပြီးရှင်းတန်းမယ်ဆိုရင်မင်းတနေ့မှလိုင်းတန်တွေကိုပြန်နှောင်းထောင်နေတယ်ဆိုလည်းရမယ်တောင်ပေါ်မှာနေဝင်တာကိုကြည့်မယ်ဆိုလည်းရတယ်ဘာလို့လဲဆိုတော့ဒီပျော်ရွှင်မှုကမင်းရင်ဘတ်ထဲမှာအမြဲတမ်းရှိနေလို့ပဲဇီးကိုတလုံးချင်းပြောတာ哦မြေခွေးကအားဆိုင်ပြီးတေချာနားထောင်တယ်အသက်ကြီးလာတော့အာယုံတစ်ခုအားထည့်ရင်တစ်ခုကလွတ်တာမို့လို့ခေါင်းအောင်ဆောင်းပြီးအတန်အောင်တေချာနားထောင်နေရတာနဲ့ဇီးခွေးရဲ့ဝဲတက်လာတဲ့မျက်ရည်ကိုသူမမြင်ရအောင်အေးပါငါအမြဲပြောနေတဲ့မြေခွေးဖြစ်တော့မှာပါမြေခွေးကမျက်လုံးတွေပိတ်တဲ့အထိအာရပါရပြောရင်းဖြစ်တယ်ဂီယူဆိုင်နော်အဆအရာနေအောင်ဆွာထွက်လာတာနဲ့ဇီးကွက်ကမျက်လုံးတွေမေးစင်းပြီးအိပ်ပျော်သွားတယ်မြေခွေးကဇီးကွက်ကိုအရင်လိုပတ်ခွင်ရင်တောင်ကျမ်းရပန်းမင်းတွေကိုငေးနေတယ်ပန်းမင်းတွေကပွက်မှုနေအောင်စောင့်နေတော့မယ်ဟဲ့အောင်နေဇီးကွက်တက်မရှိတော့ဘူးနှလုံးမကုန်တော့ဘူးနေထွက်လာချိန်မှာမြေခွေးရဲ့စိုးနေနေတဲ့အတန်ကိုကြွယ်ရာထောင်ချိုင်းတစ်ခုလုံးဟိမ့်ထွက်လာတယ်မြေခွေးကမလှုပ်တော့တဲ့ဇီးကွက်ကိုနှုတ်သီးနဲ့တိုးကြည့်လိုက်လက်နဲ့ဖွားဖွားပုတ်ကြည့်လိုက်နဲ့တို့ရွတ်နေတယ်သူ့အတန်နှာခေါင်းမှာတစ်ခုခုစူးနေတယ်လို့မျိုးမပီမတနဲ့လုံထွေးပြီးအကွဲနေတယ်နေထွက်လာတာနဲ့အမျှအကောင်ငယ်လေးအရှိုထွက်လာကြပြီးတော့မြေခွေးကိုခက်လန့်လန့်ကြည့်နေကြတယ်နေနဲ့မြင်လာတော့မြေခွေးလည်းသူ့ဟာသူဘာတွေမှမသိတို့ရွတ်နေတာကိုရက်ပြီးတော့ဇီးကွက်ကိုရင်ငွေနဲ့ထဲဝစ်လို့တောင်ကျိုင်းနဲ့အပြည့်သူစိုက်ထားတယ်တောပန်းမင်းတွေကိုငေးနေတယ်ဇီးကွက်မရှိတော့လားညောက်ထိုးပင့်ကောင်မြောက်ကတစ်ပင်ပေါ်ဆင်းလာပြီးမေးတယ်မြေခွေးကဘာမှပြန်မဖြေတော့မြောက်ကမြေကြီးပေါ်ဆင်းလာပြီးတော့တော်ချစ်ကြတဲ့တငယ်ချင်းတွေပဲနော်မင်းတို့ခုလိုမျိုးနောက်မကြိုက်ခင်ချစ်တယ်ပြောသွားရမှာညောက်ကထပ်ပြောတယ်ငါ့ကိုဂယူးဆိုင်တော့အဆအရာလို့ပြောသွားတာမင်းမကြောက်ဘူးလားနားလေးနေလားမြေခွေးစကားရှင်းမိမဲ့သူမျက်နှာပြုံးနေတယ်ပြီးတော့ပန်းမင်းတွေကိုဆက်ငေးနေတယ်ပန်းတွေကပွက်မှုလို့အောင်မယ်ဟုတ်တယ်ပါဇက်ပိတ်ထားစားမြောက်စုပ်ခဝေးရရုံဝတ်တုပ်ကြီးတစ်ကောင်ကလှမ်းអော်တယ်ပုံမှန်ဆိုရင် तू ကမြေခွေးနဲ့တယောက်ကိုတယောက်လက်မမြင်ရတဲ့အကွာအဝေးမှာပဲနေကြချစ်တယ်ဆိုတာချစ်တယ်ပြောမှမဟုတ်ဘူးကွာတစ်ပင်ပေါ်ကကြီးကန်းတစ်ကောင်ကလည်းလှမ်းអော်တယ်မြေခွေးကအားလုံးလှစ်လူရှူထားရင်တောင်ကျမ်းရပန်းမင်းတွေကိုငေးနေတယ်နေတဖြည်းဖြည်းမြင်လာတဲ့အမျှနေရောင်ကတောင်ကျိုင်းနဲ့အပြည့်စိုက်ထားတဲ့ပန်းမင်းတွေပေါ်ကျလာတယ်ခဲရောင်အဖူတွေကနေရောင်တဖြည်းဖြည်းဖမ်းဆုပ်ရင်အသားရပွင့်လာကြတယ်မြေခွေးကဇီးကွက်ကိုရင်ခွင်ထဲထည့်ဝစ်ထားရင်တောင်ကျိုင်းနဲ့အပြည့်ခဲရောင်ပန်းမွင့်နေလေရွေနဲ့တူတူခဏနဲ့လေးရိမ့်နေတာကိုပြောရင်ငေးကြည့်နေတယ်မြေခွေးကိုကြည့်နေတဲ့ရိတ်ဆန်လေးတဖြည်းဖြည်းများလာတယ်သမင်တရေလိုဝုံဝင်လိုအကောင်ကြီးတွေပါရောက်လာပြီးတော့ခဲရောင်ပန်းငင်ကြီးနဲ့မြေခွေးကိုလာကြည့်ကြတယ်ညနေဆောင်တော့နေရာတဖြည်းဖြည်းစားဝင်လာတယ်အိတ်တန်းပြန်ရဖို့ဘယ်သူမှမပြန်နိုင်သေးပဲနဲ့
မြေခွေးနဲ့အတူဆက်ဆောင်နေကြတယ်ဘာမှမပြောပဲပြုံးပြီးပဲငင်းနေတဲ့မြေခွေးကိုတခုသွားပြောဖို့လုပ်တဲ့မြောက်ထိုးပင်ကောမြောက်ကိုပြရဝိုင်းတားပြီးတော့နောက်တစ်ခါထပ်ရှုပ်ရင်တုံးမယ်လို့ချိန်ချောက်တယ်နေဝင်ချင်းဆိုဒီကောင်နိုးလာပြီးတော့ငါမိခင်စကားပြောကြမယ်လို့ထင်နေတော့မယ်မြေခွေးကလည်းနေဝင်ငံနီးတာမြင်ရမှာခတ်တူတူပြောတယ်ဝမ်းနေတဲ့လေတံနဲ့မပေါက်ပါဘူးပြီးတော့ခုနစကားထပြောတာသူမဟုတ်သလိုငိမ်သက်ပြီးစက်ငင်းနေတယ်ခဏလေးပဲစောင့်ပေးရအောင်ပါအမှုကိစ္စနဲ့လှုပ်ရှုပ်နေတဲ့ဆိုတဲ့ကြီးကဲ့နဲ့ဖျားခတ်တူတူတောင်မှန်ခတ်လို့မလမကန်ကခြုံမုတ်တစ်ခုပေါ်လာနိုင်ကြီးကဲ့တွေကိုပြောတယ်ကြီးကဲ့တွေမကပဲတခြားတတော်လုံးကတရိษံတွေတောင်ညိုက်နယ်မှာစုပြီးတော့ငိမ်သက်ပင်နေကြတယ်နေဝင်စားပြလာတော့လေရအေးလာတယ်ခဲရောင်ပန်းမွေးနေရလေနဲ့အတူဝေးကနေရိမ်ကနေပန်းနေရတော့မွေးလာတယ်လေတိုက်လို့ရိမ်သွားတဲ့ခဲရောင်ပန်းမွေးနေကြကြီးစံခတ်တူတူထွက်လာတာမျိုးကြားရတယ်နေရဲ့အလင်းအောင်လုံးဝပျောက်သွားတော့မြေခွေးလည်းတဖြည်းဖြည်းမျက်လုံးတွေမှိတ်လာပြီးတော့ခက်လေးလေးခွေကျသွားတယ်နောက်တော့လုံးဝမလှုပ်တော့ပျော်ရွှင်မှုကိုငြိမ်းချမ်းမှုကိုရှာတွေ့သွားတဲ့မြေခွေးကပြုံးရင်းနဲ့မျက်လုံးတွေကိုမှိတ်လို့ထွက်ခွာသွားခဲ့တယ်ညရောက်သွားပေမဲ့လက်အပြေးပြီးသားနေတော့အေးချမ်းနေတဲ့မြေခွေးနဲ့ဇီးခွဲရဲ့မျက်နှာအားလုံးမြင်နိုင်ကြတယ်ကျန်တဲ့တိရစ္ဆာန်တွေကလည်းအိတ်ထဲမသက်သေးပဲနဲ့ပန်းလေးတွေကိုယူပြီးတော့မြေခွေးနဲ့ဇီးခွက်ပေါ်ကျဲပြီးတကြိုပေးကြတယ်ပုံမှန်ဆိုထိမ့်မနိုင်သိမ့်မြခုံပေါက်နေတဲ့ရုံပေါက်လေးတွေတောင်ခုံပေါက်မနေပဲနဲ့ငြိမ်ငြိမ်သက်သက်လေးပန်းလေးတွေခူပြီးစန်တဝါဝါနဲ့လာပုံပေးကြတယ်ဒီလိုနဲ့အချိန်တစ်ခုကြာပါတော့မြေခွေးအကြောင်းပြောရဲသူနေသားပဲမဲ့သူစိုက်ခဲ့တဲ့ခင်းရောင်ပန်းကင်ကြီးကတော့တောင်ကျိုင်းနဲ့အပြေလန်းဆန်းတော့ဖျက်ဖျဝင်အောင်ပွင့်နေတော့ချီမိတဲ့သူတိုင်းအောင်ငြိမ်းချမ်းမှုပေးတော့မှာပဲတခြားသူတွေမေးချင်မေးမယ်ကြီးကန်းတွေကတော့မြေခွေးရောဇီးကွက်ကိုရောမမေးကြပါဘူးမပြောနိုင်တဲ့တရားကိုမြင်တိုင်းပျော်ရွှင်မှုရှာပုံတော့ဖွင့်ခဲ့ကြတယ်မြေခွေးနဲ့ဇီးကွက်ဇလံကိုသူတို့ပြောကြတယ်မပြောနိုင်တဲ့သူတွေကလည်းအမြဲတမ်းရှိနေတော့မြေခွေးနဲ့ဇီးကွက်ဇလံကိုလည်းမကြပြောနေကြရတော့မှာပဲခွာရခြင်းတိုင်းဟာပူလောင်ရတာမဟုတ်ပဲနဲ့ငြိမ်းချမ်းရခြင်းတွေလည်းရှိသေးကြောင်းသူတို့ကဆရာလုပ်ပြီးပြောပြခြင်းကြတယ်လေအငြိမ်းချမ်းဆုံးနှုတ်ဆက်ခြင်းတွေဆိုပြီးတော့လည်းသူတို့ကပြောကြသေးတယ်နောက်ပိုင်းပေါက်တဲ့ယုံတွေကလည်းတရားကိုတရားဘလို့အချစ်မျိုးနဲ့ပဲဖြစ်ချစ်တဲ့အခါချစ်တယ်လို့မပြောပဲဂယူးဆိုင်တော့လို့လည်းပြောတတ်လာကြသေးတယ်တီနိုမြေခွေးရဲ့ပျော်ရွှင်မှုရှာပုံတော့ဒီဝတ္ထုကတော့မနှစ်ကပါနော်2024နိုဝင်ဘာလောက်ကရေးထားပါသူလည်းနိုဝင်ဘာရေးထားတဲ့ဝတ္ထုပဲမှတ်မိသလောက်ဆိုမခင်နေငွေနဲ့ဇက်တိုက်ပဲတရက်ပဲချပြီးရေးတာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ